ကောင်မလေးနှစ်ယောက်ဟာရေပန်းဥယျာဉ်တွေကရေရှလောပေါ်ကနေဆင်းဖို့အစင်းသက်ဖြစ်နေတော့မှာပဲသူတို့အပေါ်ဘက်မှာကြောက်စရာကောင်းတဲ့မြင်ကွင်းကခုကိုနှမ်းမြင်လိုက်ရတယ်။တကယ်တော့ဒီလိုရေရှလောတွေမှာဘေးရန်တွေကင်းအောင်တစ်ခါဆင်းရင်လူပနှစ်ယောက်ပဲဆင်းရမယ်ဆိုတဲ့စီကံရှိတယ်လေ။ဒါပေမဲ့ចောင်းသားတစုကတော့အဲ့ဒီစီကံတွေကိုဂရုမစိုက်ကြဘူး။သူတို့ကရေရှလောတစ်ခုထဲမှာလူအများဆုံးဆင်းတဲ့စံချိန်ကိုချူးချင်နေကြတယ်။ဘာမဆိုဖြစ်ချင်ရဖြစ်ဆိုပြီးအတင်းတိုးဝေးတက်ကြတာမှာတားနေတဲ့လုံခြုံရေးဝန်တန်း life guard ကိုတောင်တွန်းထုတ်ပြီးအတင်းဝင်ကြပါတယ်။အဲ့ဒီလိုရုံရင်ဆန်ခတ်ဖြစ်နေတော့မှပဲတားနေတဲ့ဝန်တန်းမှာသူတို့နဲ့အတူရေရှလောထဲပါသွားပါတော့တယ်။နောက်ကចောင်းသားတွေကလည်းဘာကူမှမစင်စားပဲယူယူမူးမူးနဲ့တယောက်ကိုတယောက်တွန်းတိုက်ပြီးတိုးဝင်လာကြတယ်။ရှေ့မှာဘလောက်ကြောက်စရာကောင်းတဲ့အန်တရယ်ကစောင့်ကြိုနေလဲဆိုတာသူတို့မသိကြပါဘူး။ပြဿနာကရေရှလောထဲမှာရေကလည်းတိတ်မရှိတော့အချိန်မရပဲအားလုံးဟာလမ်းကူလာမှာတဲ့တယောက်ပေါ်တယောက်ထပ်ပြီးပိတ်မိကုန်ပါတယ်။အဲ့ဒီချိန်မှာပဲရေရှလောကနေကျိုးအတန်ကြီးထွက်လာပြီးခဏချင်းမှာပဲရေရှလောကြီးကကျိုးကျသွားပါတယ်။လူ၃ယောက်ကတော့အဲ့ဒီအပေါက်ကြီးထဲကနေအောက်ကိုတန်းစီပြီးပြုတ်ကျသွားခဲ့တယ်။ခြေတွေကတော်တော်လေးဆိုးသွားပါပြီ။ဝန်ထမ်းတွေကလည်းရဲကိုချက်ချင်းဖုံးဆက်ရပါတယ်။မိသက်သမားတွေရောက်လာတဲ့အချိန်မှာမြင်းကွင်းကတကယ်ကိုရင်းနှင်းစရာပါ။တချို့ကကျိုးနေတဲ့ရေရှလောအစွန်းမှာတွဲလန်းကြီးခိုနေရပြီးပြုတ်ကျသွားတဲ့၃ယောက်ကတော့အသက်ပြောက်သွားရှာပါတယ်။မိသက်သမားတွေကပိတ်မိနေတဲ့သူတွေကိုကယ်ဖို့လကားအရှိကြီးတွေနဲ့အမြန်ကြိုးစားကြရတယ်။ကျောင်းသားတွေဆိုတာလဲကြောက်လွန်းလို့ငိုယိုနေကြပါတယ်။ကောင်လေးတယောက်ဆိုရင်ကြောက်လွန်းလို့တကူလုံးတောင့်တင်းပြီးလှုပ်တောင်မလှုပ်နိုင်တော့ပါဘူး။သူ့တငယ်ချင်းတွေနဲ့ကယ်ဆယ်ရေးအဖွဲ့ကဝိုင်းပြီးအားပေးမှတုံတုံရင်ယူနဲ့လကားဘော်ကိုဆင်းနိုင်နေတယ်။လူအတော်မီနာကိုကယ်ထုတ်နိုင်ခဲ့ပြီမြင်အပေါ်မှာ၂ယောက်ကျန်နေတယ်။အဲ့ဒါကတော့ကြောရိုးထိခိုက်သွားတဲ့ကလေးလေးတယောက်နဲ့သူ့ကိုတယောက်တည်းပြစ်မထားခဲ့ခြင်းနဲ့လုံခြုံရေးဝန်ထမ်းမလေးပါ။ကယ်ဆယ်ရေးသမားတွေကကလေးကိုလေပင်ထိန်ကလေးရတွေတက်စင်တင်ပြီးဂယုဆိုင်ချပေးလိုက်နိုင်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနောက်ထပ်ထိတ်လန့်စရာတစ်ခုထပ်ဖြစ်ပြန်တယ်။ရေရှလောကြီးကရုတ်တရက်ထပ်လှုပ်လာပြီးကယ်ဆယ်ရေးသမားရဲ့ခြေအောက်ကပြုတ်ထွက်သွားပါတယ်။သူလည်းအောက်ကိုပြုတ်ကျခါနေလိမ့်လို့ဗန်တိုင်တစ်ခုကိုအတင်းလှမ်းဆွဲထားလို့တော့တယ်။လကားကလည်းလူတွေအများကြီးမို့လို့သူ့နားကိုထက်ကတ်လို့မရတော့ပါဘူး။အဲ့ဒီလိုအသက်လူနေရတဲ့အချိန်မှာပဲတက်တိကဲမိသက်သမားအမျက်လေးတယောက်ကဘာကူမှမကြောက်ပဲရေရှလောပေါ်ကိုအမြန်တက်သွားပြီးပိတ်မိနေတဲ့ဝန်ထမ်းမလေးရဲ့လက်ကိုအတင်းဆွဲတင်လိုက်နိုင်တယ်။အသက်ဘဲကနေလွတ်မြောက်သွားတဲ့ဝန်ထမ်းမလေးလည်းကြောက်လန့်စိတ်ဝမ်းသာရစိတ်တွေနဲ့သူ့ကိုကယ်ခဲ့တဲ့မိသက်သမားလေးကိုဖက်ပြီးငိုချလိုက်ပါတော့တယ်